အောင်ဈေးလည်းကြီးတယ်ဈေးကြရမတောင်းနေပြရှင်းတဲ့ဟာများမကြချိုးလားမလားနင်ကတော့တရားလောက်ကြည့်ရအိမ်ကပင်ကြတော့ရှင်းတယ်ပြအိမ်ကအပင်ရှင်းတယ်ပြီးသူကပိုးနဲ့ထိုးတယ်ပေါ့နော်ပိုးထိုးတော့စားရတာစိတ်ပြက်တယ်ပိုးထိုးတယ်ဆိုဒီလိုမျိုးပေါ့နော်ဒီလိုဖင်မှာမဲဒီမှာပိုးကောင်ပါအဲ့မျိုးဆိုစားရတာစိတ်ပြက်တယ်ဒီလိုမျိုးဆိုတာဒါတော့တလုံးလုံးစားစိတ်ပြက်ဒါရှင်ရွာလာခဲ့ပါလို့ရွာတော့တောင်မဒေသဆိုတော့အနွေးတွေလည်းယူခဲ့ပေါ့ဒါမှဆိုလည်းခုံးဆက်လို့ရပါတယ်ငါကမှပူကျွေးရှင်နဲ့ကိုတိုင်းတောင်ဆင်းနိုင်မှာပဲပူကျွေးလို့ဆင်ပြေတာဒါမှဆိုရင်ဒီကနေဆိုရင်တများကြီးနဲ့တဆင်းပို့ရတာဆိုတော့ဒီလိုက်ရှိသေးရလမ်းမှာဆိုအမျိုးပုတ်သွားလာတော့ဆိုဆင်ပြေဘူးလေကြာလို့ရှင်တော့မဲသွားတာပုတ်သွားတာဆိုစားလို့မကောင်းတော့ကိုတိုင်းရန်ကုန်ဆင်းနိုင်တဲ့ရှင်ကြမှာပဲပူကျွေးတော့မယ်မကြီးဒါဘယ်ဘက်ကထွက်တဲ့အသီးလဲတော့မသိဘူးတော်ကောင်းတယ်ကိုလုံးဝမထိုးချိုးလဲချိုးဘယ်လိုအမေလို့ရှင်နေမှာလားရှင်နေပို့ထိုးတယ်ပို့ထိုးရတာဒါတော့မိုးမရသေးတယ်မိုးရကြီးစတဲ့မိုးရလို့ရှိရင်တလုံးမှတော့စားလို့ရမှာမဟုတ်ပို့ထိုးတဲ့ဟာပြမယ်နော်မထဲမှာမဲပိုးကန်တွေးလားပိုးကန်အဲ့တော့ခေါင်းမဲစားရတယ်ဖင်မစားရအောင်အဲ့တော့တခြားမဲစားရတယ်ဟုတ်ပြီလားဒါပို့ကြည့်ရတော့ကျေးဇူးပါ